自2020年新冠疫情爆发以来，缅甸社会与经济遭受重创，疫情尚未平息。2021年，军方随即发动政变，推翻民选政府，导致全国爆发抗议潮与暴力镇压，局势迅速恶化为内战。军方与反抗势力的冲突遍及全国，造成大量平民伤亡与大规模流离失所，人道危机持续扩大，医疗、教育等基础体系面临崩溃，经济陷入严重衰退，物价飙涨，民不聊生。国际社会虽然谴责政变并实施制裁，但对于局势的改善作用有限。缅甸至今仍深陷战乱与政治不稳之中，和平前景渺茫。အခုဒီမှာတခုတော့မေးချင်လို့ဒီကပစ္စည်းတွေကဆိုင်ကယ်ပဲဝင်လို့ရတာဟုတ်လားပစ္စည်းပို့တာဆိုင်ကယ်တွေပဲပို့ရတာကားတွေပို့လို့မရဘူးကားတွေပါအေးတီးဝပူထွက်တာပဲသူတို့လိုင်စင်နဲ့သူတို့လိုင်စင်ရှိထားတဲ့ကားတွေပါပဲဒီဘက်သူစည်ရင်ပေးထားတယ်ဩကျွန်တော်ဒီလိုင်စင်တွေလည်းဒီလိုတင်လို့ရှိရင်ရင်တော့သူတို့ကတ်လုပ်ပေးတယ်သူတို့ကတ်မျိုးဆိုင်ကယ်ဆိုဒီလိုကတ်မျိုးဆိုင်ကယ်ဆိုဒီလိုကတ်ပေးတယ်ဒီလိုလိုင်စင်လိုင်စင်ပေးနေဒါမျိုးတွေကြတော့မလို့ပချီဘိန်းကြတော့သူကဒီလိုထုတ်ပဲတင်လို့ရတယ်ဒီလိုနောက်တင်လို့မရကျွန်တော်တို့ရှေ့တစ်ထုပ်နောက်တစ်ထုပ်ရတယ်ဟိုရှေ့တစ်ထုပ်ပဲရတယ်နောက်တင်လို့မရဘူးဒါမျိုးနောက်တင်ချင်းသူတို့စီမှာသွားရှောက်အောင်ပါပေါ့အဲ့လိုလားဟုတ်တယ်အခုတော့ပိတ်သွားပြီဒီဟာကြတော့သူတို့လုံခဲ့တဲ့3လလောက်ထင်တယ်အဲ့တိန်တော့လှုပ်ပေးရတယ်ဒီလိုင်စင်ဘိန်းတွေကိုဒီပစ္စည်းတင်ဖို့ဆိုပြီးတော့လှုပ်ပေးတာအဲ့ချိန်တော့ဒီဟာသူတို့ခဏပိတ်သွားတယ်ပချီဘိန်းတွေမဝင်ခိုင်းတော့ဝင်ခိုင်းမှုအဲ့ချိန်တော့မဝင်ခိုင်းနောက်တော့နည်းနည်းကြာတော့ပြန်ဝင်လာခိုင်းဒီလိုဆိုင်ကယ်ကြတော့တန်းစီတွေပုံမှန်ဘယ်လောက်ကြာရေးစီရတယ်ပြောလို့မရဘူးကျွန်တော်တို့ကဒီမှာတလိုင်းလေအလဲလိုင်းကဒီကုံသွားတဲ့လိုင်းဒီဟာတလိုင်းဒီပစ္စည်းတင်တဲ့လိုင်းတလိုင်းဝါဟိုဘက်ကကြတော့အတစ်လိုင်းဆိုင်ငယ်အတစ်လိုင်းဆိုင်ငယ်တစ်လိုင်း3လိုင်းရှိတယ်တည့်ကိုနှစ်ခေါက်ရလားမရဘူးတစ်ခေါက်ပဲရတယ်ဟုတ်တယ်ဒီဟာကြောင့်ရက်20မှတစ်ခါပဲရတာဟုတ်လားဟုတ်တယ်နေ့တိုင်းမရဘူးမရဘူးဟာလဲကြဝင်ရတာအစင်း2000ရှိရတယ်တရက်ကို100စီပဲဝင်ရတယ်အဲ့လိုရှိတယ်ရှိတယ်ရက်20မှမသိပါဘူးကျွန်တော်ထင်တာတန်းစီတော့ဝင်ခိုင်းတယ်လို့မရဘူးဒီဟာနံပါတ်နဲ့တူလားသူကတရက်ကို100ပဲပေးရတယ်တရက်ကို100ပဲပေးတယ်100အစီးရေ100ဝင်လာတော့ရတင်ခိုင်းတာဒါဆိုရင်အစီး2000နဲ့ရက်20မှတစ်ခါပဲရတယ်တစ်ခါပဲတင်ရတယ်ဒါကြနေတိုင်းရတယ်အဲ့ထက်ကဘာတွေတင်ရတယ်မသိဘူးမုံနေပဲမုံတင်မုံလို့ပါလဲမုံလို့ကျွန်တော်တင်လာတာပဲဟိုပဲထုတ်တယ်ပဲဟိုအထုတ်တေးလေးလေသူကဆေးတွေတင်ခိုင်းလားဆေးရမတင်နိုင်ဆေးမတင်ခိုင်းဘူးမုံပဲတင်ခိုင်းတယ်ဒီလိုတစ်ခါတင်ရတော့ရရများလား200 300ပေါ့ဒါပေမဲ့လည်းမလွယ်ဘူးနော်သူကတစ်ခါမှဟိုဟာ20တစီကိုတစ်လမှတစ်ခါတော့ပဲရှိမှာနော်ဟုတ်တယ်2လ3ခါပေါ့2လ3ခါ20ဆို2လ3ခါ2လ3ခါမလွယ်ဘူးညာကြတော့နေ့တိုင်းဝင်ထွက်လို့ရတယ်သူကနှစ်ခေါက်ပဲပေးဝင်ဒီလိုဖြစ်နေတာကြာပြီလားဒီဟာဒီတာကြာပြီဘယ်ချိန်ကစရလဲဆိုတော့ဘယ်ချိန်ကစလဲဒီမဲ့2လ3လလောက်တင်တယ်ဒီလိုပိတ်ထားတာဘောပမာဖက်ကထုမပေးတော့ဘူးပမာဖက်ကတစ်ခါထွက်တော့ပြီးမဟုတ်လားတစ်ခါထွက်တော့ပြီးဆိုရင်ကျွန်တော်ပြန်ဝင်လာလို့ရတယ်ကျွန်တော်ကဒီမှာအိတ်တဲ့လူဟုတ်တဲ့လူဆိုတော့ဒီကဟိုကဒီထဲကိုတစ်ခါပဲပေးဝင်တာနှစ်ခါဆိုရင်ပေးမဝင်တော့ဘူးဗျာပိတ်တာဘာထုမပေးဘူးလေကျွန်တော်တို့ဒီခုတစ်ခါထုပြီးတော့မဟုတ်လားဟိုကဝင်လာတစ်ခါထုရတယ်နောက်ထွက်တော့ပြီးဆိုရင်ဒီကနေပေးဝင်တော့လမ်းလျှောက်ပြီးတော့အလဲပေါက်မှာတော့ဝင်ရတယ်အဲ့လိုဆိုင်ငယ်စီးပြီးဝင်လာလို့မရတော့တာအဲ့လိုရှိရောရှိဒီလိုတော့မကြောက်ဘူးမရှိဘူးနော်ဟိုဘက်ကပိတ်တာဟုတ်တယ်
ဘက်မှာပိတ်တယ်ဥမာသူနှစ်ခါဝင်ချင်တယ်ဆိုရင်တို့ဒီမှာတောင်းပေးပြီးပတ်စံပြန်ထုပေါ့အခု အခု မှတစ်ထောင်ထုတဲ့ဟာတောင်းပေးရ အော် ပတ်စံတောင်းပေးပြီးအဲ့တစ်စိတ်သုံး ပတ်စံ1000ဆိုပမာငွေ1000လား1000ပေးပြီးတော့တစ်ခါထုတ်ရတယ်အော် ပြင်းကြောင် တော့ဒီဘက်ကသွားတဲ့တရုတ်တွေရောအဲ့လိုမျိုးကန့်တက်ထားတာ အဲ့ကြတော့ကျွန်တော်ကတိတ်မသိဘူး အော်အင်းတော့ကျွန်တော်ဝင်ရှိတဲ့အချိန်မှာဆိုရင်သူကဒီလိုအေးဆေးသွားရတယ် ဟုတ်တယ် မပိတ်ထားဘူးလေအခုကျတော့အဲ့လိုပိတ်ထားတယ် ဟုတ်တယ်ကျွန်တော်တို့ဒီစောင်းမီတွေကဒီတိုင်းမှာကြားပြီးတို့ကြောင်းရှင်တို့ပြောင်းတာပေါ့ဒီဘက်တို့ကဒလတစ်ခါချိန်တယ်လေ အခုကျတော့အကိုတို့ကဒီဘက်အဲ့လိုမျိုးစစ်ဖြစ်ရတော့အဲ့လိုကိုဗစ်ဖြစ်တာတော့ကျတော့ထိလာ ပြစ်တာ အဲ့လိုမျိုးစီးပွားရေးပဲထိလာ ထိတာပေါ့ထိလို့ပဲကျွန်တော်တို့ရင်တော့ဒီပါဆိုင်ရတော့မပေါင်းလေ အရင်တော့ကဘာလုပ်လဲ ကျွန်တော်ကရင်တော့ဟိုမှာအိမ်အလုပ်ပေါ့စစ်ကြောင်းမလို့ပေါ့စစ်ပွဲကြောင်းမလို့မာကြည့်လိုက်လေဒီမှာပြရလူတွေဒီကထပ်မြင်ရပဲမူစဲနှံ့ခမ်းပေါ့အများဆုံးဟုတ်ပေါ့မဒီစားနေရမူစဲနှံ့ခမ်းပဲရတာ အခုကအဲ့သူပြောတာစောင်းနေလောက်တာတရုတ်ငွေ1000ပေးရဆို ဒီဆိုကျွန်တော်လည်းမသိဘူးအဲ့ဟာကျတော့ပွဲစားတင်တယ်ပဲပွဲစားပဲသိမှာ အော် ဒီကျွန်တော်တို့ဆိုရင်တော့ဒီခုစောင်းကိုပုံမှန်တော့လုပ်ရင်တစ်လားကျော်2လလောက်ဆောင်းရတယ်လေစောင်းပုံကအဲ့အမြန်လို့ရှင်တော့ကျွန်တော်တို့1600အဲ့လို2000အဲ့လိုတော့ပေးရအောင်အမြန်ဆိုဘယ်ဘလောက်ကြာတော့မသိဘူး အော် အမြန်ဆိုမှလည်း15ရက်တော့ကြာပဲလေဒီလိုတော့ပြောတယ်ကြားတယ်စားဝတ်တန်းကုန်တော့မယ်ဆိုတော့ပြန်တော့လောက်ရမှာအဲတစ်လားလောက်တော့လားပါပဲ ဒီဆိုင်ငယ်ကတော့ကောင်းကောင်းမောင်းမှလဲလို့မရအောင်တော့လဲရင်တော့ရှုပ် ဟုတ်တယ် လဲရင်တော်တော်ရှုပ်မှာအဲ့ဒါ ဟုတ်တယ်သူပြန်ချီရမှာကုန် အရင်လေးရနော်မလွယ်ဘူးအခုကဒူလူကရောက်စာအုပ်အနေပဲဝင်ခိုင်းရင်လားအခြားအောင်အဲ့မဲ့တစ်ခါတုံးနေဝင်ခိုင်းနေလား အခါတုံးတွေကဒီအလုပ်ခေါ်စာနဲ့ဆိုရင်တို့ပေးဝင်တယ်လို့ပြောတာ ။အော်ဒီလိုပုံမှန်ကျတော့အဲ့လိုလာလဲလည်းမရအောင် မရဘူးတို့ပေးမဝင်တော့အရင်တော့ပေးဝင်တယ်လေပေးမဝင်တော့ ။ပိတ်တာဟိုပေးမဝင်တာဆိုတာဒီဘက်ကပေးပေးမဝင်တာ ဒီကပေးမဝင်တာ ။အော် ဗမာတော့ဒီကအရင်တော့အများကြီးပဲလေဒီပတ်ကတ်တယ်ဗမာပြည်ကစစ်ဖြစ်တော့သူများတယ်အများကြီးပဲလေဒီမှာတောင်းတယ် ။အော် မူဆယ်မှာတောင်းတင်နေရပါတို့က သူကတစ်ခါတုံးကျတော့ဘယ်နည်းရလဲ တစ်ခါတော့တပတ်လို့ပဲသူတို့တတ်မှတ်ထားတာဟုတ် ။ဟောတပတ် ဒါပေမဲ့ဒီမှာအလုပ်ခေါ်စာနဲ့ဆိုရင်သူတို့ဘယ်လိုလောက်ပန်းနဲ့ဘယ်လိုညှိကြလဲကျွန်တော်လည်းမသိဘူးလေအဲ့ဒါကြတော့ အော် ဒီတရုတ်ကဒီအထည်ချုပ်ဆက်ရုံလို့ပါတော့ อืม ဒီလိုတော့ကိုယ်ကလည်းမသိဘူး ။ဟာစာတီးရပဲဘယ်ရလဲ ကျွန်တော်နန်ခမ်း ။နန်းခမ်း ဟုတ်တယ် ။အော်